မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့လက်ထက်ကယဟန်တစ်ပါးရှိတယ်တိတ်တယဟန်တထေးသားလေးမြတ်စွာဘုရားရဲ့တရားပွဲအခုလိုတရားပွဲသွားပြီးတရားနာလိုက်တော့ကောင်းလိုက်တဲ့တရားကောင်းလိုက်တဲ့တရားဒီလောက်ကောင်းတဲ့တရားကိုငါလူကိုကြောင်နဲ့တော့ကျင့်လို့အဆင်မပြေဘူးသင်္ကန်းဝက်မှာဖြစ်မယ်ဆိုပြီးတော့မြတ်စွာဘုရားတန်ခွင့်ပန်တဲ့သင်္ကန်းဝက်ခွင့်တောင်းတော့မြတ်စွာဘုရားကမင်းမိဘနှစ်ပါးရှိလားရှိပါတယ်ဘုရားသူတို့ကခွင့်ပြုလားသူတို့တော့တပည့်တော်ခွင့်မတောင်းရသေးပါဘူးဘုရားဒါဆိုရင်ပြန်ခွင့်တောင်းမိဘနှစ်ပါးခွင့်တောင်းတော့မိဘနှစ်ပါးငါသားရဲ့တဲ့တို့မှာသားလေးတစ်ယောက်ရှိတယ်မင်းသင်္ကန်းဝက်လို့ပဲဖြစ်မိဘနှစ်ပါးခွင့်မပေးဘူးငါတို့ရဲ့ပစ္စည်းတွေထိမ့်သိမ်းဆောင်ရှားဖို့ရမင်းတစ်ယောက်ပဲရှိတယ်ငါတို့အမျိုးရိုးကိုဆက်လက်ထိမ့်ဖို့ကသားတစ်ယောက်တည်းပဲရှိအဲ့ဒါကြောင့်သင်္ကန်းမဝက်ပါနဲ့ဆိုပြီးတားလို့မရမိဘကလည်းခွင့်မပြုတော့ဘာလို့တော့မေးအိမ်ရှိမြေပြင်ပေါ်မှာလူလှိမ့်ပြီးတော့သင်္ကန်းဝက်ခွင့်ရရင်လည်းဒီနားကပဲအကြောင်းကိုထပြေးမယ်တဲ့သင်္ကန်းဝက်ခွင့်မရဘူးဆိုလည်းဒီနားလေးပဲသေခံလိုက်တော့မယ်သေရင်လည်းဒီနားပဲသင်္ကန်းဝက်ခွင့်ရလည်းဒီနားပဲဒီလိုပြောဆန္ဒပြပြီးတောင်းဆိုတာပေါ့အဲ့ဒီမှာ6ရက်လောက်ရောက်တော့မိဘနှစ်ပါးကဘလို့မှသားလေးဖြောင်းပြမရတော့သူ့တငယ်ချင်းတွေခေါ်ပြီးဖြောင်းပြပါအိုးမင်းတို့တငယ်ချင်းတွေပြောကြပါအောင်ပေါ့တငယ်ချင်းတွေလာပြီးပြောတော့တငယ်ချင်းတွေပြောလည်းမရဘူးသင်္ကန်းဝတ်ချင်တာပဲနောက်ဆုံးတော့တငယ်ချင်းတွေကသူ့ကိုဖြောင်းပြမရတော့မိဘနှစ်ပါးကိုပြောတယ်ခင်ဗျားတို့သားလေးသင်္ကန်းဝတ်ခွင့်ပေးလိုက်ရင်သူ့အတန်လေးလည်းကြားရနိုင်တဲ့သူ့မျက်နှာကိုလည်းမြင်ခွင့်ရနိုင်တယ်တကယ်လို့သင်္ကန်းဝတ်ခွင့်မပေးရင်တော့ဒီနာသူသေးတော့မှာသေသွားရင်တော့အတန်လည်းမကြားရဘူးသူ့ရဲ့ပုံရိပ်လည်းမမြင်ရဘူးဒီလိုဖြစ်သွားမယ်ပေါ့ဟာဒါဆိုရင်တော့မဖြစ်ဘူးဆိုသင်္ကန်းဝတ်ခွင့်ပေးတယ်အဲ့ဒီနာကနေထပြေးသွားတယ်ကြောင်းသွားသင်္ကန်းဝတ်တယ်မိဘတွေခွင့်ပြုပြီးပေါ့တရားကျင့်ဖို့အားထုတ်တယ်တငယ်ချင်းတွေပေါ်တဲ့ကောင်လေးဆိုတော့တငယ်ချင်းတွေကလာလိုက်တာအဲ့ဒီတငယ်ချင်းတွေနဲ့ထိုင်စကားပြောရတာနဲ့တရားအားထုတ်ခြင်းမရဘူးဒီလိုဖြစ်တာအဲ့ဒါနဲ့ရာဇကြိုမနေတော့ဘူးတငယ်ချင်းတွေနဲ့မရှိတဲ့နေရာဝေးတဲ့နေရာသွားမယ်ဆိုတာဝဋ္ဌိသွားနေတာတာဝဋ္ဌိရောက်တော့လဲပြိဿကျင့်လိုက်တဲ့ဒုတင်ကသဗ္ဗရဏစာတိကအိမ်စဉ်လှည့်ပြီးဆွန့်ခံတယ်တရက်9အိမ်ဒီနေ့9အိမ်ပြီးနောက်နေ့တခြား9အိမ်ပေါ့ဘာဖြစ်လို့လဲမင်းကိုဆွန့်ခံတဲ့အိမ်ပေါ်မှာတန်ရောစင်မဖြစ်ရလေအောင်9အိမ်နဲ့ပဲဆွန့်ခံတယ်ဒီ9အိမ်ကမလောင်းရင်လည်းပဲမစားဘဲနေလိုက်မယ်ဒီလိုမျိုးအကျင့်စဉ်နောက်တကပတ္တပိဏသပိတ်ထက်ကြားတဲ့စွန်းကိုပဲစားတယ်သပိတ်ထက်လောင်းထဲတဲ့စွန်းကိုပဲစားတယ်တကမတွေအိမ်ပင့်ကလည်းမစားဘူးကြောင်းလာပို့ရင်လည်းမစားဘူးတဲ့တရားတရားကောင်းတာပြောတာနော်အဲ့လိုအကျင့်ကောင်းတွေကျင့်ပြီးတော့နေတဲ့ရှင်တိတ်တအိမ်မှာနေခဲ့တဲ့မိဘနှစ်ပါးကခုလိုအေးတဲ့ရာသီဆိုရင်အနှွေးတယ်လေးတွေကိုင်းလို့ငါသားလေးလူဘဝတုန်းကခုလိုအေးရင်ဒီလိုအထည်ဝင့်နေကြပူတဲ့ကာလဆိုဘလို့အထည်လေးဝင့်နေကြတယ်သူဝင့်သွားတဲ့အထည်လေးတွေကိုင်းပြီးငိုကြအဲ့ဒီမှာအိမ်ရှိဖြတ်သွားတဲ့ကလေးမလေးကအဖွားဘာဖြစ်လို့လောင်းငိုတယ်ငါသားသင်္ကန်းဝတ်သွားလို့သားသင်္ကန်းဝတ်သွားတာသဘောမတူဘူးဆိုအမေရဲ့တဲ့စောစောကလေးကတားလို့မရလို့ခုတော့ဝတ်သွားပြီလားဝတ်သွားပြီဝတ်သွားရင်လည်းငါသားရဲ့ကျင့်တတ်တော့ထွက်ခဲ့ပါတော့ဆိုပြန်ထွက်ခိုင်းပေါ့အဲ့လိုလည်းပြောမရဘူးအဲ့ဒါဆိုရင်ပြန်ရအောင်ကျမခေါ်ပေးမယ်အမေပိုင်တဲ့စည်းတဲ့တဝက်ပေးမလားကလေးမလေးကတောင်းပေးမယ်တဲ့တခုတော့ရှိတယ်တဲ့အမေကကျမကိုပြောပြရမှာကအမေသားကလူဘဝတုန်းကဘာကြိုက်တယ်လဲပြောဘလို့ဟင်းကြိုက်တယ်လဲပြောဟာဘလို့ဟင်းဘလို့ချက်ရင်ရမ်းကြိုက်တာနဲ့အကုန်လုံးပြောပြလိုက်တော့ကလေးမလေးကအဲ့ဒါမှတ်ပြီးတော့တာဝဋ္ဌိကိုလိုက်သွားတယ်သူသတင်းသုံးတဲ့နေရာသူဆုံးခံတဲ့ရက်ွက်ကိုမှတ်ပြီးတော့မှအဲ့ဒီမှာအိမ်လေးတွေခန်းလေးတွေငှားထားအဲ့ဒီကိုတော်လေးလဲဆုံးခံကြွရောသူကြိုက်တဲ့ဟင်းလောင်းထဲတာလောင်းတယ်လိုက်တော့မိဘထံကခွဲလာခဲ့သင်္ကန်းဝတ်ပြီးဆိုကြတဲ့ကဒီဟင်းမျိုးမစားရတာသူခမရလေယဟန်ဘောဆိုတော့ကိုကဒီဟင်းကြိုက်ပြီမဲ့ဒီဟင်းမျိုးရတာရှိရဲ့လားမရှိဘူးပြိဿရဲ့နေပူပါဆိုငရုတ်သီးနဲ့တွေ့ရင်တွေ့တာဟုတ်လားဝမ်းလျှောပါဆိုချင်းဟင်းနဲ့တွေ့ရင်တွေ့တာပဲလေအဲ့တော့ကိုမလို့ချင်းမဘူးလို့လည်းပြောလို့မရဘူးမြတ်စွာဘုရားပြောသလိုပေါ့ငါတို့ကသူများပေးမှကျွေးမှစားရတဲ့ပိတ္တာလိုပဲတဲ့ဘုရားဒီလိုပြောဘူးတဲ့ပင်ဆက်ကဒါယကဆိုတဲ့တခါကြီးပင်ဆက်ကတခါကြီးဥဖြားဖြား၅ပါးပြုတ်ပြီးမှသမင်းစားလေးရှိတာတဲ့သာဝတိပြည်မှာပဲပုံနာကြီးကဖယားကြည်ညိုသလားပုံလေးမှရသိမ့်မကြည်ညို
အဲ့ဒီအိမ်ရှိကိုသွားပြီးဆုံးခံပူတဲ့အိုက်တဲ့ကာလာဆိုတကကြီးကလေဝင်မဲ့ဘက်အိမ်ပြင်ဘက်ကိုကြောပိတ်ပြီးအိမ်နဲ့မျက်နှာမူပြီးသမင်းစားတကမာကြီးကသူ့ယောက်ျားကြီးကိုရက်ခတ်ပေးအဲ့ဒီအချိန်မှာအိမ်ဝင်းပေါက်ဝမှာမြတ်စွာဘုရားဆောင်းလာခံတယ်ဆောင်းလာခံတော့မျိုးသမီးက body language နဲ့ပေါ့ခေါင်းရမ်းပြသွားတယ်မလောင်ဘူးဘုရားကလည်းပြန်ခေါင်းရမ်းမရပဲငါလည်းမသွားဘူးဒါမျိုးဗျဘယ်နဲ့ဘုရားနားမလဲလို့လားကတော်ဆုံးမလို့ပြောလိုက်ရင်ဒီပုံနာကဥဖျားဖျားလောင်းနေကြဖယားလာတာမပြောရမလားဆိုငေါက်ခံရမယ်နောက်တကရှိတာလေအကုန်လုံးလိုက်ငါထတ်ချက်ရင်ငါဒုက္ခများမယ်ဖယားသူသိခံလို့မဖြစ်ဘူးအဲကြောင့်ခေါင်းရမ်းတယ်ဖယားလည်းပြန်ခေါင်းရမ်းနောက်တကအဲ့ဒီနာကသာသာလေးထသွားပြီးတော့မှတိတ်စထဗန္ဒီတဲ့ဒီအိမ်ကိုကြော်ပြီးတခြားအိမ်ကိုသွားပါကတော်စွန်းပါပေါ့မသွားဘူးဟုတ်တော့ဘယ်နဲ့ဖယားကတော်စွန်းပြောလဲမသွားဘူးဆိုတော့ပုံလေးမကြီးကပြုံးလိုက်တဲ့အခါဖယားကလည်းပြုံးလိုက်တော့အဲ့ဒီမှာရောင်ကြီးတော်ကထွက်ပြီးအိမ်ထဲမှာဝင်းကနေဖြစ်သွားအဲ့ဒီမှာပုံသားကြီးကနောက်လှည့်ကြီးဟောရဘာကြီးပါလိမ့်ဆိုဖယားဖြစ်ဟာဒီပုံလေးမှာတော်တော်မိုက်တာပဲဖယားလာတာငါမပြောဘူးဆိုပြီးတော့အဲ့ဒီမှာဖယားသွားရှောင်းခွင့်လို့ပါဖယားတပည့်တော်ဥဖျားဖျားဖယားကိုလောင်းပြီးမှစားနေကြတန်ဃာကိုလှူပြီးမှစားနေကြခဏတော့တပည့်တော်ဗိုက်စာစာနဲ့စားလိုက်မိတယ်ဒီမှာတဝက်ဖဲကြံတော့တယ်တပည့်တော်စားပြီးစားကြီးလောင်းလို့ဖြစ်ရဲ့လားဖြစ်ပါတယ်တဲ့မင်းမကုံနိုင်လို့ပဲဖြစ်ဖြစ်တဝက်တစ်ပြက်ပဲဖြစ်ဖြစ်မင်းပိုးနေတာပဲဖြစ်ဖြစ်ငါတို့ယဟန်တန်ဃာဆိုတာသူများပေးမှကြွမှစားတဲ့ဘဝပါကွာတဲ့ဒီလိုပြောတာအခုလည်းပဲပြောချင်တာကတိတ်တာယဟန်တိတ်တာယဟန်ကပြိဿယဟန်ဝက်လာကြတဲ့ကသူကြိုက်တဲ့ခင်းနဲ့ဒီရှာနဲ့မတွေ့ခဲ့တာကြာအခုမှဒီကလေးမလေးကဒီဟင်းမျိုးလောင်းထည့်လိုက်တော့ဟာအဲ့ဒါလည်းပြန်စားမိလိုက်သဗ္ဗရဏစာတိကအိမ်စဉ်လှဲ့နေတဲ့တိတ်တာကအိမ်စဉ်မလှဲ့ဘူးဒီခုနှစ်အိမ်ပဲပြန်လှဲ့ရှေ့လှဲ့ရမှာမလှဲ့တော့ဘူးနော်မနေ့ပြန်လဲဒီခုနှစ်အိမ်နောက်တနေ့လဲဒီခုနှစ်အိမ်တဖြည်းဖြည်းနဲ့ခုနှစ်အိမ်တော့မဟုတ်တော့ဘူးအဲ့ဒီကလေးမလေးတအိမ်နဲ့ပဲဆွမ်းခံတယ်နောက်ဆုံးတူတူပြောကြပါစို့ပြိဿအဲ့ဒီကလေးမလေးကပြန်ခေါ်သွားတာနဲ့တိတ်တာကြီးလူဘဝပြန်ရောက်သွားတယ်တခြားမထိန်နိုင်တာလားရှာမထိန်နိုင်တာလားအဲ့ဒါကြောင့်ထိန်ရသိမ့်ရခက်တဲ့အဲမှာတော့ရှာပဲတဲ့တပည့်တော်ကတော့တခုတည်းထိမ့်မှဆိုရှာပဲထိမ့်တယ်ဒီလိုပြောတာဟုတ်ပြီလားသက္ခုနာသံဝရောသာဓုသာဓုသောတေနသံဝရောကာနေနသံဝရောသာဓုသာဓုဇိဝါယသံဝရောကာယေနသံဝရောသာဓုတဲ့နောက်တခါနံပါတ်5သာဓုကကာယခန္ဓာကိုထိမ့်တာဟာအကောင်းဆုံးပဲခန္ဓာကိုယ်ကတတိနဲ့သာမထိမ့်ဘူးဆိုရင်ဒီခန္ဓာကိုယ်ကမကောင်းတဲ့နေရာနဲ့ကောင်းတဲ့နေရာဆိုရင်မကောင်းတဲ့နေရာထိုင်ရင်ဘာမှဖြစ်ဘူးကောင်းတဲ့နေရာထိုင်ရင်ကြာကြာထိုင်လို့မရဘူးကဲတော်ကောင်းတဲ့ခန္ဓာကိုယ်ကောင်းတဲ့နေရာနဲ့မကောင်းတဲ့နေရာဘယ်နေရာအဆင်ပြေပုထုဇဉ်သဘာဝကောင်းတာထိုင်ရင်ဥမာတရားထိုင်တာပေါ့တရားတဏှာကြီးထိုင်တာနဲ့ဇာကတဏှာကြီးထိုင်ကြည့်တာတူလားတရားတဏှာကြီးထိုင်ရင်ဘလို့မှမသိဘူးဟုတ်လားဦးဇင်းငယ်ငယ်ကတရားထိုင်တယ်18နှစ်လောက်ကလေးကတရားထိုင်တရားထိုင်တယ်ဆိုတာကတရားထိုင်ခြင်းလို့ရင်လို့တော့မဟုတ်လားဦးဇင်းကတရားနာရတာဝါသနာပါလွန်းလို့စိန်မမဟာစီမန္တလေးနွေရာသီကျောင်းပိတ်လို့တလခွဲ2လကျောင်းပိတ်ရင်ရွာမှာတပတ်10ရက်နေပြီးကျန်တဲ့ချိန်ကအဲ့ဒီရိတ်သားတဲ့သွားနေနေ့လည်2နာရီတရားနာရတာအလွန်ကောင်းဆရာတော်ကြီးတွေတရားဟောကြတာဆရာတော်ဥပ္ပန္တိတဲ့အဲ့တုန်းကဟောတယ်ဆရာတော်ဥပညာဝန္တတဲ့အဲ့ဆရာတော်ကြီး2ပါးတလက်စီဟောတယ်2ပါးလုံးသူနိသူဟန်နဲ့ကောင်းဆရာတော်ဥပ္ပန္တိကလွန်တော်မူသွားတယ်အဲ့ဆရာတော်ကတရားပလင်ပေါ်ရောက်ရင်သူဟောတာကဖယားလည်းရှိမခိုးဘူးတရားအစမေတ္တာလည်းမပို့ဘူးအမေးဖြေနဲ့စယောဂီတွေကိုမေးတာယောဂီတို့ခနေ့ဘာဟင်းနဲ့စားသလဲဒီလိုမေးတာလေအောက်ကယောဂီတွေကဘယ်ဥချက်ပါဖယားဘယ်ဥချက်လို့မပြောနဲ့ရွှေကောင်းပြောင်းပါဖယားဘယ်ဥချက်ကိုရွှေကောင်းပြောင်းနဲ့ရွှေကောင်းပြောင်းလို့လည်းမပြောနဲ့ဥပိ္ပခာဟင်းလို့ပြောရမယ်တဲ့ဒီလိုပြောတယ်ဗျဘာဖြစ်လို့တော့မင်းဘဲမာကြီးကဥပစ်ပြီးမိခါတယ်ပြောတယ်လေအဲကြောင့်ဘဲဥချက်ကိုဥပိ္ပခာ
မှတ်သားစရာလေးတွေဆရာတော်ကြီးတွေနောက်နေ့လည်းမေးပြန်ပြီးယောဂီတို့ခနေ့ပါဟင်းနဲ့စားတယ်ဘူးရွက်ဟင်းညိုပါဖေဟာဘူးရွက်ဟင်းလို့မပြောနဲ့သင်ခါယာဟင်းလို့ပြောရတယ်တဲ့အဲ့ဒီရွက်တွေကသင်ပြီးရင်ခါယာသေးတယ်တဲ့သူကလေဆရာတော်ကြီးတွေနော်မှတ်သားစရာလေးတွေပြောငယ်ငယ်မန်းလေးတက်ကတူတက်တော့ဦးဇင်းကတနင်္ဂနွေသားဆိုထိတ်ဆုံးကနေရာရABC မရတဲ့ကိုတော့လက်ညှိုးထောင်ဆိုထောင်ချရတာနောက်လက်ကြည့်တော့ကိုတယောက်တည်းပဲ96ပါလေအော်ဦးဇင်းလေး ABC ကိုမရဘူးလားမရပါဗျာအော်လွယ်ပါတယ်ဒါ E လို့ခေါ်တယ်ဘုန်းကြီးကသင်တဲ့ဘုန်းကြီးကတခါတည်းမှတ်မိအောင်ရွာကလှဲဥတောက်ကိုဒီလိုကန့်လန့်ခိုင် A ပဲကိုတော့ရေးတယ်အဲ့ဒါသင်နီးပေါ့နော်ဒါ B လို့ခေါ်တယ်ပေါင်မုံကိုအလဲကျိုးနဲ့ချီ B ဖြစ်တယ်ဒါမှတ်လိုက်တော့ကိုတော့ရေးသွားလေသင်္ကေတလေးတွေနဲ့သင်တင်သွားတာပြောအခုလဲမာဇီရိတ်သာတရားသွားအထုတ်တော့အဲ့ဆရာတော်ကြီးကအဲ့လိုခင်းလေးတစ်မျိုးပြောသူတရားလေးနိုင်အလွန်ကောင်းတဏှာကြီးဘလို့ပြည့်သွားမှမသိတဏှာကြီးပြီးရင်နောက်ထပ်တဏှာကြီးတရားထိုင်ရနှောင်းဆိုထိုင်ရနောက်တခါနှောင်းဆိုမှပြီးတာအမလီတနှောင်နဲ့တနှောင်ကြာကြီးနှောင်းဆိုထိုင်လိုက်လို့တော်တော်လေးများဟုတ်ပြီလားမျက်လုံးလေးမေးတသားလေးဖွင့်ပြီးနာရီလေးကြည့်နာရီက9မိနစ်ရှိသေးတယ်လူကညောင်းပြလေနောက်တခါဘက်ပြောင်းဘေးကကိုတော့ကြည့်တော့ငြိမ်လို့နောက်တခါပြန်ထိုင်ညောင်းလာလို့တခါပြန်ပြီးနာရီချောင်းကြည့်9မိနစ်ပဲတနာရီလောက်လေးကိုဟိုဘက်ပြောင်းလဲဒီဘက်ပြောင်းလဲခြေမာကြတဆွေးညှက်လိုက်နဲ့အလုပ်တွေကိုရှုပ်တာဟုတ်ပြီလားဘေးကကိုတော့じゃငြိမ်နေတာပဲသူနဲ့ငါနဲ့တူရောက်တာဘယ်လိုမြတ်တမာရီထူထောင်သွားလဲကြောင်းရောက်ရင်မေးမယ်အဆောင်ရောက်ရင်မေးမယ်ပေါ့ည9နာရီဆိုတရားသိမ့်ဖြုတ်ပြီးအဲ့ဒီချိန်ညစကားပြောခွင့်ရသူမေးတယ်ရှင်ဖျားတမာရီဘယ်လိုထူထောင်သွားလဲရှင်ဖျားကြီးငြိမ်လို့တင်နာကြီးကိုလှုပ်ကိုမလှုပ်လွယ်ပါတယ်ကွာသူပေးတဲ့နီးလေးပေါ့ကြိုက်ရင်လည်းယူထားတရားမထိုင်ခင်ကတည်းကတဲ့ကိုကြည်ဘူးတဲ့ဇက်ကားတွေကကောင်းတာရွေးထားမျက်လုံးမိတ်ပြီးအဲ့ဒါထိုင်ကြည့်နေလိုက်တာလေခန္ဓာကိုယ်ပြောပါလေအမှတ်တတိဖြင့်ခန္ဓာကိုယ်မပြတ်ကြည့်နေရင်ဒီခန္ဓာကိုယ်ဘာဖြစ်တော့ပင်ပန်းဟုတ်လားသူပြောတဲ့မျက်လုံးမိတ်ပြီးထိုင်ကြည့်နေတော့မလီနှောင်ညံနေထင်သေးတယ်ဒီကဇာကတော့မပြီးတော့ဟောနှောင်းနေပြီလေအဲကြောင့်ထိရခက်တဲ့ထဲမှာခန္ဓာကိုယ်ပဲကောင်းတဲ့နေရာဆိုဒီခန္ဓာကိုယ်ကထိုင်လို့သိစင်မပြေဟုတ်လားမကောင်းတဲ့နေရာဆိုကြည့်ပေါ့ဖဲသမားများလဲထိုင်လှုပ်ကိုမလှုပ်ဘူးနော်အကြာကြီးထိုင်တာပဲသူတို့လဲအဲ့ဒါကြောင့်ထိရခက်တာကခန္ဓာကိုယ်ကထိရခက်တာကာယေနသံဝရောတာဓုတဲ့ထိရခက်တာတစ်ခုကိုထိဆိုရင်တပည့်တော်ကကိုယ်ပဲထိမယ်ခန္ဓာကိုယ်ပဲထိမယ်ဘာဖြစ်လို့လဲမေခန္ဓာကိုယ်ကထိရခက်လို့ဟုတ်ပြီလားဘာထိရခက်တယ်အဲ့ဒီရိတ်သာအာထုတ်တော့ပဲဦးဇင်းကြီးတစ်ပါးကလာဦးဇင်းကြီးညတိုင်ညလာပြီးတရားဆွေးနွေးတယ်ကောင်းတယ် तू ကမေးဦးဇင်းကဖြေနိုင်တဲ့လောက်ဖြေပေး तू ကသဘောတွေကြားတရားဆွေးနွေးရင်နဲ့နောက်တော့ဦးဇင်းတို့ကစာသင်သားတွေဆိုတော့ပြန်ထွက်တော့မယ်ရက်စီတော့ तू ကနေခဲ့အောင်မှာပြန်ထွက်တော့မယ်ဆိုတော့အဲ့ဒီဦးဇင်းကြီးမှားတဲ့ဇာကဦးဇင်းလေးငယ်သေးတယ်ကျန်တာတွေမမှားခြင်းပါဘူးတဲ့ဖွတ်တက်တဲ့အာယုံကြီးသတိထားပါဘာတော့ဦးဇင်းကြီးကဖွတ်တက်တဲ့အာယုံအတွေ့အထိပြောတာဖွတ်တတ်ပါဦးဇင်းရလို့မခေါ်တတ်လို့ပါဗျာဖွတ်တက်တဲ့အာယုံလို့ကြားဘူးလားသူကလေဖွတ်တတ်ပါကိုဖွတ်တက်တဲ့အာယုံနဲ့သူကလေအဲ့ဒီအတွေ့အထိကြရင်မလွယ်ဘူးတဲ့ဟုတ်တာပဲဒါဖွတ်တက်တာသူကလည်းလေအဲ့တော့ပြောချင်တာကထိမ့်ရသိမ့်ရခက်တဲ့ထဲမှာထိမ့်မှာဆိုရင်တပတ်ကကိုပဲထိမ့်မယ်တဲ့အဲ့ဒါထိမ့်ရခက်ဆုံးပဲသူထိမ့်နေတာတဲ့အဲ့ဒါဟုတ်ပြီလားကာယေနသံဝရောတာဓုဝါစာယသံဝရောတဲ့နောက်တစ်ပါးကပြန်ပြောအိုးရှင်ဖျားခန္ဓာကိုထိမ့်ရတာထက်ပါဇက်ထိမ့်ရတာပိုခက်တာဘာထိမ့်ရတာခက်ကဲတော်ကောင်းတို့ပုထုဇဉ်တွေပါဇက်ဘယ်ပါဇက်ပဲဖြစ်ဖြစ်ကောင်းတာနဲ့မကောင်းတာဘယ်ဟာပြောလို့အဆင်ပြေသူများကိုဆဲမယ်ဆိုမယ်ကြိတ်မယ်မောင်းမယ်ဆိုကြက်စရာမလိုပါဇက်ကအော်တိုထွက်ဟုတ်လားဆဲနီးဆိုပြီးတင်တန်းကြောင်းမှမရှိပဲဒါကပါဇက်ကတက်နေတာဟုတ်လား
သူတို့ကအတင်းမပြောတတ်လို့ကျူရှင်ယူရတယ်လို့ရှိလားဘယ်ကျူရှင်မှတက်เสียမလို့ဗဇက်ကအော်တိုတန်တာဟုတ်ပြီလားအဲကြောင့်ထိန်ရခက်တာဗဇက်တယ်ရှင်ဘုရားထိန်ရခက်တာဘာလဲဗျာဗဇက်ကထိန်ရခက်တာတဲ့သူများမကောင်းကြောင်းဆိုပြိတ္တိမပြောဘဲကိုမနေနိုင်ဘူးမလားကောင်းကြောင်းသာမေ့ရင်မေ့နေမယ်မကောင်းကြောင်းဆိုအရမ်းပြောကျင်တယ်အဲ့ဒီငယ်ငယ်ကပဲကြာဏီကံတရားနာတော့ဒီနေရာမှာဟာသာလေးတစ်ပုဒ်သူကပြောအမျိုးသမီးတယောက်အမျိုးသားကသွားပြီးတော့အဝေးမှာအလုတ်လုတ်တရင်ရောက်လာတယ်သူ့ယောက်ျားသေတယ်ကြားလို့တငယ်ချင်းတယောက်ခေါ်ပြီးသူ့ယောက်ျားအသွားလှုပ်လှုပ်တဲ့စီလိုက်သွားဟိုကြတော့ဘာမပြောညာမပြောနဲ့သူ့ယောက်ျားလှုပ်လှုပ်တဲ့ရွာရောက်တော့လိုက်ရှာတာအလောင်းတစ်ခုတွေ့ဖွင့်မကြည့်ဘူးတဲ့သူ့ယောက်ျားမှတ်ပြီးငိုးနေတာလေအောင်မလေးရှင်ပြစ်သွားတော့ကျမဘလို့နေရမှာတော့ဘာညာနဲ့အောငိုတာပေါ့ရှင်ပြစ်သွားတော့ဆိုတော့အဲ့ဒီအတုပပိုင်ရှင်ကထွက်လာတယ်ဟဲ့ဒီကလေးမဘယ်နေလားငိုလို့ဟဲ့ညီကဘယ်သူတော့ကျမဘယ်နေကဘယ်သူပါပေါ့ဘာဖြစ်လို့ငိုနာတော့ဒါကျမယောက်ျားသေးတာဆိုဟဲ့မဟုတ်ဘူးခဲအဲ့ဒါငါတို့ဖွားကြီးလို့ပြောတာလေအဖွားကြီးယောက်ျားမှတ်ပြီးမငိုတာအလောင်းမပြီးငိုတာတဲ့ပြန်လာတော့ရှက်လွန်းလို့သူ့နောက်ပါလာတဲ့ဖော်ခေါ်တဲ့လူပြောတယ်ရွာကြဘယ်သူမှမပြောပါနဲ့ရှက်လွန်းလို့ဆိုတာမပြောဘဲတော့ငါမနေနိုင်မှုထင်တယ်နော်နောက်တစ်ယောက်ကလေမလုပ်ပါနဲ့ကွယ်တဲ့သူ့ယောက်ျားလှုပ်လှုပ်သွားလို့ရခဲ့တဲ့သဘာ6တောင်းဘယ်သူမှမပေးဘူးညီးပဲပေးမယ်ပါဇက်ကိုကြဘာ6တောင်းနဲ့ပိတ်တာအဲ့ဒီရွာကပြန်လာတော့သဘောတူခဲ့တဲ့ကို့ရွာလဲဝင်ငံနီးရောသဘောတူထားတဲ့ဟိုမျိုးသမီးကညီးသဘာ6တောင်းမလိုချင်တော့ပါဇက်ကလည်းရာပြောချင်လာပြီးတာလေသဘာ6တောင်းနဲ့ကိုပိတ်မရတာဟုတ်ပြီလားပြောချင်တာဗာလဲမင်းဗဇက်ထိန်ရတာခက်တာပြောတာပါဟုတ်ပြီနော်ဝါစာယတံဝရောတာတို့ခက်တာတခုတည်းထိန်မှာဆိုရှင်ဘုရားတို့ဗဇက်ပဲထိန်မှာဘာပဲထိန်ရမယ်သကုဏကာယေနတံဝရောတာတို့တာတို့ဝါစာယတံဝရောမနတာတံဝရောတာတို့တဲ့ဟာရှင်ဘုရားတို့ပြောနေတာဒီမှားတယ်အခက်ဆုံးတစ်ခုထိမ့်မှာဆိုစိတ်ကခက်တာထိမ့်ရခက်တာပါတယ်ဗျာစိတ်တဲ့စိတ်ကလူဒီနာနေပေမဲ့လို့စိတ်ကမနေဘူးတဲ့ဟုတ်ပြီလားလူကကောင်းတာလုပ်ပေမဲ့စိတ်ကကောင်းချင်မှကောင်းတာတဲ့ဟုတ်လားကံတော်ကောင်းနေလူနဲ့စိတ်နဲ့မကတ်တာတွေမရှိဘူးလားလူကအိမ်နေပေမဲ့စိတ်ကဈေးသွားရင်သွားမယ်လူကဈေးရောက်ပေမဲ့စိတ်ကအိမ်ပြန်ရင်ပြန်မယ်အခုလူကတရားဝဲရောက်ပြီးစိတ်ကအိမ်ပြန်ရင်လည်းပြန်မှာပဲဘယ်နှခေါက်တော့ရောက်ပြီးမှမသိပြန်တယ်မလားဘုရောကတန်ခါရခိတမထေတဲ့မောင်နှမ2ယောက်ရှိတန်ခါရခိတကသင်္ကန်းဝတ်ပြီးတရားကျင့်တော့ယဟန္တာကြီးဖြစ်တယ်အိမ်မှာရှိတဲ့ညီမကအိမ်အောင်ကြပြီးတော့ကလေး1ယောက်ရတန်ခါရခိတမထေကြီးတူသွားဖြစ်မှာပေါ့သူညီမကလည်းသူ့ဦးကြီးကိုသူ့အကိုကိုပြုစုခွင့်ရအောင်သားလေးလည်းသာသနာပေါင်းမြဲအောင်သင်္ကန်းဝတ်ပြီးအကိုဦးစင်းထံပို့ထားရဟန္တာဘာကြီးဘုန်းကြီးကိုလှုပ်ကြွေးနာကိုရင်လေးရဲ့16ဆက်ခွန်ရောက်တော့ဘုန်းကြီးစွန်းစားတဲ့နေရာမှာရင်မလာအောင်မပူရအောင်ရက်ခတ်ပေးနေတဲ့အဲ့ဒီသူတော်မောင်တန်ခါရခိတစိတ်ပြောတာပါဘုန်းကြီးရှိရက်ခတ်နေရင်ရက်မတ်တက်ရက်နေရင်စိတ်ကပြန်သွားအိမ်ရောက်တော့မေကမေဟဲ့ငါသားဘာလို့လားမပျော်ဘူးတဲ့လူထွက်မယ်ပေါ့လူထွက်တာရင်မကြည့်ဘာလို့စားမှာတော့အမေရဲ့တဲ့စိတ်တွေတိုးတွေမွေခဏလေးတိုးသွားတာပါအဲ့ဒါလေးကနိုင်တဲ့လောက်ဝယ်ပေးအဲ့နဲ့အမေကဝယ်ပြီးတော့စိတ်အုပ်တွေတိုးတွေအများကြီးဖြစ်အဲ့ဒါတွေရောင်းနွားတွေပြန်ဝယ်နွားတွေအများကြီးဖြစ်မြေတွေဝယ်တထေးဖြစ်တော့အခါကလေးမလေးလှလှတယောက်နဲ့အိမ်တောင်ပြုတ်သိမကြောက်တဲ့ကကလေးလေးတယောက်ရဟောလူကဘုန်းကြီးရှိရက်ခတ်တာနော်ထွက်သွားလိုက်တဲ့စိတ်ကကလေးတောင်ရမြန်နာပြောတာပါအဲ့တော့ကလေးတယောက်ရတော့ဟာဘုန်းကြီးစီလည်းမရောက်တာကြာပြီကလေးလည်းပြရင်ဘုန်းကြီးလည်းဆွန့်ကပ်ရင်သွားရအောင်မျိုးသမီးပြောဩရှင်ကလည်းဒီချိန်ကျမှပြောလို့ဆွန့်ချက်ဖို့ဆိုအချိန်နေပြီထင်တယ်အာမြန်ချက်ပါကွာဆိုတော့ကြပြာချက်17တန်းထိုးလောက်မှပြီးမယ်ပေါ့အဲ့တော့ရိုးရိုးလမ်းတိုင်းမောင်းရင်တော့တို့တော်ကြောင်ဘုန်းကြီးစီမှီမှာမဟုတ်ဘူးဖြတ်လန်းကကစင်းရိုးတွေပေါ်ကဖြတ်မောင်းရမှာကလေးကိုလည်းမကြသေးနဲ့ဆွန့်ကြိုက်လည်းမမှောက်စေနဲ့
ကိုရင်လူတော့ကရှိရဆွမ်းမောင်းလှဲမောင်းမယ်ဟုတ်လားမောင်းလိုက်တာကစင်းရိုးကြီးဖြတ်နေတဲ့ဝုန်းဆိုလှဲကြီးဟိုဘက်လည်းကြာရောဆွမ်းကြံကြီးလဲမှာဆိုလို့မျိုးသမီးကပြေးကင်ကလေးကချော်ကြတဲ့အောက်ကြတော့ကလေးငိုဆန်ကြလို့နောက်လှည့်ကြည့်တယ်တခြားမှားရမ်းမဲ့လွတ်ကြရမလားဆိုပြီးနွားရိုက်တဲ့တပြားနဲ့ခေါင်းပိတ်ရိုက်အမျိုးသမီးဆိုရိုက်တာဘာကြီးဖုန်ကြီးကောင်ချရိုက်တာလေရက်တောက်ရိုးနဲ့ဘုံညက်မော့ကြီးလည်းမသိဘူးနောက်တစ်ခါပြန်ရိုက်မလို့ပြင်တာပြန်ရိုက်မလို့ပြင်တော့ယဟန်နာကြီးတော့သိသွားပြီဟေ့ကောင်မင်းမိမမင်းရိုက်ပါကွာငါအကောင်းတော့မရိုက်ပါတော့နဲ့လေစိတ်ပြောတာဟုတ်ပြီလားလူကကောင်းတာလုပ်ပေမဲ့စိတ်ကကောင်းကျင်မှကောင်းတာဒါပြောတာဟုတ်ပြီနော်အဲကြောင့်ထိန်းရခက်တာပါလေဗျာစိတ်တဲ့ထိန်းရခက်တာစိတ်အလုတ်ကောင်းပေမဲ့လည်းတစ်ခါစိတ်ကောင်းတာမရှိဘူးတဲ့ဘာကလည်းစိတ်ပဲဟုတ်ပြီနော်နတ်သမီးတယောက်ကလူပြေကြီးစိတ်ညစ်လိုက်တာလို့နတ်သမီးကပြောတာတရားမင်းကမေဟဲ့ဘာဖြစ်လို့စိတ်ညစ်တာလူပြေကြီးလိုက်စမ်းပါအခါကြီးရဲ့ကြီးဘုန်းကြီးเจ้าကြီးတစ်เจ้าနဲ့မှာဥပုသ်စောင့်နေတာလူတွေအများကြီးပြည့်ညံ့တယ်လူတွေကောင်းတာလုံနေလို့စိတ်ညစ်တယ်လို့ပြောတာဟဲ့လူတွေကောင်းတာလုပ်တာနဲ့ညီကဘာစိတ်ညစ်စရာလို့တော့ဒီလောက်လူတွေကောင်းတာလုပ်နေဒီလူတွေသေးလို့နတ်ပြည်ရောက်ရင်ကျမတို့နတ်ပြည်ကြက်ကုန်တော့မှာပေါ့နတ်ပြည်မှာနတ်ဥယျာဉ်တိုးတက်မှာကြောက်လို့တဲ့အဲ့လိုမမှတ်နဲ့တရားကအလုတ်ကောင်းနိုင်စိတ်ကောင်းတာမဟုတ်ဘူးလို့ပြောတယ်ဗျာဟုတ်လားအလုတ်ကောင်းနိုင်ဘာမှကောင်းဘူးလေမယုံရင်လိုက်ခဲ့ငါပြမယ်ဆိုပြီးတရားမင်းကြီးကလူပြေစင်းလူရောင်ဖန်စင်းအသက်80လောက်အဖိုးကြီးပုံစံပေါ့ကလေးမလေးကိုအသက်18ဆက်ကိုလှလှပပအပြိုလေးပုံစံဖန်စင်းအဲ့ဒီဥပုသ်ဆောင်နေတဲ့ဥပုသ်တွေကြာရှောက်သွားကြကလေးမလေးကအဖိုးကြီးလက်တွဲပေါ့ဥပုသ်တွေကလည်းနေ့လယ်2နာရီလောက်ဟိုနာဇေယျထဲတက်ဖွဲ့ဒီနာဇေယျထဲတက်ဖွဲ့ဟိုနာကသစ်ပင်အောက်10ယောက်ဒီနာကသစ်ပင်အောက်က9ယောက်အဖွဲလိုက်လက်ထက်ကပတိတွေနဲ့မလားလက်ထက်ကသာပတိပါဇက်ကပြောချင်ပြောနေကြတာလေအဲ့ဒီဖွဲ့တွေကြာရောက်သွားတော့ကလေးမလေးကစုံစမ်းတော့အဖွားတို့ဥပုသ်ဆောင်တာလားဟုတ်တယ်ငါမြည်ရဲ့ညီအဖို့မရောက်ဘူးလို့လိုက်ပို့တာလားအဖိုးမဟုတ်ဘူးအဖိုးမဟုတ်တော့အဖေလားဟဲ့အဖေလည်းမဟုတ်ဘူးဟင်းအဖိုးလည်းမဟုတ်အဖေလည်းမဟုတ်ဘာဖြစ်လို့လက်တွဲလာတာတော့ကျမအမျိုးသားမို့ဟုတ်တော့ဒါကြီးကညီမျိုးသားဟုတ်တယ်အဲ့မှာပတိစိတ်ကြတဲ့တစ်ဖွဲ့လုံးဒုက္ခကိုဒုက္ခမဟုတ်သူများဒုက္ခကြီးစိတ်နေကြတာလေနောက်တနေ့ကသွားပြန်ပြီကိုကလည်းမေးတယ်သူကလည်းဖြေတယ်အရင်တိုင်းဒါကြီးကညီမျိုးသားဟုတ်တယ်အသက်ဘယ်လောက်ရှိပြီလို့80ညီကဘယ်လောက်18နှစ်မကြခင်မုတ်ဆိုးမဖြစ်မယ်မကြခင်မုတ်ဆိုးမဖြစ်မယ်ကို့အတွက်မဟုတ်သူများအတွက်ကြီးစိတ်ပေးတာပတိကလေနောက်တနေ့ကတော့တွေ့ပြန်ပြီဟိုကလည်းမေးပေါ့ဒါကြီးကဘာကြီးကျမမျိုးသားပါဆိုမှအသက်ကဘယ်လောက်တဲ့80ကြီးက18ဒေဂန်နီကရိတ်ခါယူတယ်တစ်ဖွဲ့စိတ်ပြန်ပြီတဲ့နေရာရောက်တော့နေအိုကြီးမျက်နှာကြိုက်တယ်တကြောင်လို့စိတ်လိုက်တာနေစာဒုက္ခနတ္တတယောက်မှမရှိဘူးပတိကလေကျောင်းဝင်းထဲကပြန်ထွက်ခံပြီးတော့မုတ်ဦးကြီးပေါက်ရမှာသစ်ပင်ရိတ်အောင်ရေအိုးစင်အဲ့ဒီရေအိုးစင်လေးမိပြီးတော့ဖွားတယောက်ကပတိစိတ်အဲ့နာရောက်သွားပြန်ဖွားဥပုသ်ဆောင်တာလားဟုတ်တယ်ငါမြည်ရဲ့ဒီရေအိုးစင်သမီးတို့ရေတောက်ချင်လို့တောက်လို့ရမလီတော့အများတောက်အောင်တည်ထားတဲ့ရေအိုးစင်ဟဲ့တောက်ရတာပေါ့နေသမအောင်ကွယ်ဆိုဖွားပတိလေးမှတ်ပြီးငါခတ်တိုက်ဖွားကလည်းသမီးကအငယ်တိုက်ရင်တိုက်သမီးကအဖွားတိုက်ရမဟုတ်ဘူးခဲ့ငါကသီလကုသိုလ်ရပြီဒါနကုသိုလ်လေးလည်းလိုချင်လို့ကွယ်တက်ခွင့်ပြုပါနော်ဟုတ်ကဲ့ပါဖွားဆိုအဖွားခတ်တိုက်ကလေးမလေးတောက်ပြီးတော့တခါဒါညီနဲ့ပါတော့ကျမမျိုးသားသူ့လည်းရေတိုက်ခွင့်လေးပြုပါနော်အဖွားကြီးကတိုက်ခွင့်တောင်းတိုက်ပါအဖွားရဲ့ဖွားကြီးကအဖိုးကြီးရေခတ်တိုက်အဖိုးကြီးလည်းတောက်ပြီးတော့ဖွားကြီးကပြောတယ်ညီတော်တော်ကံကောင်းဘာဖြစ်လို့တော့ဒါညီမျိုးသားဆိုအဖွားလည်းတကြောင်လုံးကမကောင်းဘူးပြောတာအဖွားတယောက်တည်းလာကောင်းဘလို့တော့ဟုတ်တော့ငါမြည်ရလဲညီဒီလိုအရွယ်နဲ့အိမ်အောင်ကြတော့အဖိုးတယောက်လိုစောင့်ရှောက်လို့လဲရအဖေတယောက်လိုပြုစုလို့လဲရညီကလေယောက်ျားရရတယ်မဟုတ်ဘူးကူးသူတွေပါရတာလို့ပြောတာတယ်ဗျာအဲ့မှာတရားမင်းကြီးကမြင်လာတကြောင်လုံးမှာသူတယောက်နဲ့ပြေရောက်မှလို့ပြောတာတဲ့ဟာလေ
ဘာပြောတာလဲမင်းလူတစ်ဖက်သားရဲ့ကောင်းကွက်ကိုရှာတာဟုတ်ပြီလားခဏခေတ်ကလူတစ်ဖက်သားရဲ့ဆိုးကွက်ကိုရှာကြတာကောင်းကွက်ကိုရှာတာကိုမနာပဘာဝဒသနလို့ဒီလိုခေါ်တယ်ကောင်းကွက်ရှာရင်မေတ္တာဖြစ်တာကောင်းကွက်ရှာရင်ဘာဖြစ်တယ်မကောင်းကွက်ရှာရင်မေတ္တာရဲ့စန့်ကျင်ပဲဒေါသဖြစ်တာဒေါသနဲ့သိငရဲပြည်လေးတရားကအဲ့ဒါရည်ရွယ်ပြီးပြောတာဟုတ်ပြီလားအဲ့တော့အလုတ်ကောင်းပေမဲ့စိတ်ကောင်းတာမဟုတ်ဘူးတဲ့တရားပြောတဲ့စကားလေးပါအဲ့ကြောင့်ထိန်းရခက်တာကပြိတဲ့ဘာလေးဗျာစိတ်ပဲတဲ့ကောင်းတာလုပ်ပေမဲ့အစိတ်ကကောင်းခြင်းမှကောင်းတာအလုတ်ကောင်းပေမဲ့စိတ်မကောင်းတာဒီစိတ်အဲ့ကြောင့်မို့ထိန်းရခက်တာတခုတည်းထိန်းပါဆိုရှင်ဘုရားတို့စိတ်ပဲထိန်းပါတပည့်တော်စိတ်ပဲထိန်းပါတယ်ပြောတာတဲ့ဟုတ်ပြီလားအဲ့တော့ယဟန်တော်၅ပါးမှာထိန်းရတာအခက်ဆုံးတွေဆွေးနွေးကြတယ်9မျိုးဖြစ်သွားပြီနော်ဘယ်နှမျိုးလဲသကုဏသံဝရောသာဓုသာဓုသောတေနသံဝရောကာနေနသံဝရောသာဓုသာဓုဇိဝါယသံဝရောကာယေနသံဝရောသာဓုသာဓုဝါစာယသံဝရောမနသာသံဝရောသာဓုတဲ့နောက်တစ်ပါးကစိတ်ကိုထိန်းရမယ်ဒီလိုပြောတော့တယောက်နဲ့တယောက်တရားအထုတ်ဖို့ချင်းတူကြလားသူ့ဟာခက်ဆုံးငါဟာခက်ဆုံးသူမှန်တယ်ငါမှန်တယ်ဒီလိုညင်းခုန်ကဲတပည့်တော်တို့ညင်းနေလို့ပြီးမှာမဟုတ်ဘူးဒါဆိုဘုရားစီသွားမယ်ဆိုပြီးတော့အဲ့ဒီတန်ခါ၅ပါးကဘုရားစီသွားကြတယ်မြတ်စွာဘုရားကိုအကြောင်းစုံအကုန်လုံးလျှောက်ပြတော့မြတ်စွာဘုရားကအဲ့ဒီမှာချက်သားတို့တဲ့သက္ကုဏသံဝရောတာဓုမျက်စိကိုထိန်းတာလဲကောင်းပါတယ်ဂာနေနသံဝရောတာဓုနှာခေါင်းကိုထိန်းတာလဲကောင်းသောတေနသံဝရောတာဓုနားကိုထိန်းတာလဲကောင်းကာယေနသံဝရောတာဓုခန္ဓာကိုထိန်းတာလဲကောင်းဝါစာယသံဝရောတာဓုပါးစပ်ကိုထိန်းတာလဲကောင်းမနတာသံဝရောတာဓုစိတ်ကိုထိန်းတာလဲကောင်းဒါပေမဲ့အကောင်းဆုံးကိုပြောပါဆိုရင်တပ္ပထသံဝရောတာဓုတဲ့အကုန်လုံးထိန်းနိုင်မှာကောင်းတာဘလို့ထိန်းနိုင်မှာကောင်းတယ်မျက်စိရောနားရောနှာခေါင်းရောပါးစပ်ရောအကုန်လုံးထိန်းမှာခြေသားတို့ဘဝတစ်ခုမှာအဲ့လိုတစ်ခုချင်းတစ်ခုချင်းထိန်းပြီးတော့ကိုအားနေတဲ့ဘက်ကနေပြီးတော့ရှာကြံပြီးတော့ကိလေသာဝင်တဲ့အတွက်ဒါကြောင့်ဘဝတစ်ခုမှာခြေသားတို့ပျက်စီးခဲ့ဘူးပြီလို့ဘုရားကအတိတ်ကြောင်းပြန်ပြောဘယ်ဘဝတို့မြတ်စွာဘုရားတပည့်တော်တို့ကိုပြန်လဲပြောပြဟောပြတော်မူပါဘုရားဆိုတော့မှခြေသားတို့လွန်လေပြီးတဲ့ဘဝတစ်ခုကမင်းတို့9ယောက်ရဲ့ငါဖရာရဲ့တို့တငယ်ချင်း6ယောက်ပေါ့တက္ကသိုလ်တစ်ခုကိုသွားပြီးပညာသင်ကြတက္ကသိုလ်ကနေပညာစုံလို့ပြန်လာလိုက်ကြတော့တဲ့အခုလိုကားတွေရထားတွေလေးမြန်နေမကြည့်တော့ကုန်းချောက်လျှောက်ပြန်ကြတာလက်ခုလက်တောကြီးထဲမှာလဲတွေ့ရောတောကြီးထဲမှာရောက်တော့ကလေးမလေးလှလှလေးတယောက်နဲ့တွေ့တာကလေးမလှလှလေးနဲ့တွေ့တော့6ယောက်ထဲကမင်းသားတယောက်ကအဲ့ဒီကလေးမလေးနဲ့သွားပြီးချစ်မိကြိုက်မိတာအဲ့မှာကြံတဲ့9ယောက်ကဝိုင်းတားတယ်ဟဲ့ကောင်တတိထားကလေးမလေးတခြားကြီးနှစ်ဖူးမောက်တယ်နှစ်ယောင်ကောက်တယ်ဖနှောက်တိုးတယ်မျက်ထောက်နီးတယ်ဟုတ်ပြီလားအရေးမထွက်ဘူးဘလူးဖြစ်လောက်တယ်ဒါပြောကြင်တာအဲ့ဒီကိုမရောက်သေးဘူးနှစ်ဖူးမောက်တယ်လို့ပြောတာရှိသေးတယ်ချစ်နေတဲ့မင်းသားကဘယ်မောက်လို့လွယ်ဒီလောက်လှတဲ့နှစ်ဖူးကိုဟုတ်လားငါ6ယောက်မှာ9ယောက်ကနှစ်ဖူးမောက်တယ်ပြောတယ်ကြိုက်နေတဲ့လူကမောက်တယ်လားချစ်ရင်ပြစ်မမြင်တာပြောတာချစ်ရင်ဘာမမြင်ဘူးလဲမချစ်ရင်တော့ပြစ်ကပြန်မြင်တာပဲနော်ငယ်ငယ်ကြာနီကန်တရားပဲဒီနေရာလဲနာဘူးတယ်တငယ်ချင်းတယောက်မင်္ဂလာဆောင်တာတဲ့မင်္ဂလာဆောင်တော့သူ့တငယ်ချင်းတွေလှမ်းဖိတ်ဝေးရလာတဲ့တငယ်ချင်းတွေကခရီးကဝေးတော့နောက်ကျသွားတယ်မင်္ဂလာဆောင်ကပြီးသွားဧည့်သည်တွေပြန်သွားမှသူတို့တငယ်ချင်း3-4ယောက်ကရောက်လာတော့သူတို့သမီးနဲ့တွေ့တာသိတာကသူတို့သားနဲ့သိတာသူတို့သမီးလည်းမသိဘူးမြင်လည်းမမြင်ဘူးတော့နာမည်လည်းမသိတော့ပုံစံကြည့်ခေါ်မိတယ်ဟဲ့သခေါ်မှသူတို့သားဘယ်သွားတော့သူတို့သားကကြားတော့ထွက်လာတယ်ဟဲ့ကောင်နေဘသူသခေါ်မှလို့ခေါ်တာသူ့ပဲကွာနာမည်မသိလို့ပုံစံကြည့်ခေါ်လိုက်မိဟာအဲ့ဒါငါမျိုးသမီးနာမည်မသိရင်လည်းသခေါ်လို့မခေါ်နဲ့သဘောလေးလို့ခေါ်ကြပါမခေါ်ဘူးသဘောလေးတဲ့အော်ဟုတ်ပါပြီကွာနောက်သဘောလေးလို့ခေါ်ပါ3 နှစ်လောက်ကြာတော့အဲ့တငယ်ချင်းတွေပြန်လဲလာတယ်လင်မယားကရံဖြစ်ထားတာဟိုကောင်လေးကမသိဘူးအမျိုးသမီးမမြင်လို့မေးတာပေါ့ဟဲ့ကောင်မင်းသဘောလေးဘယ်သွားမပြောပါနဲ့ဒီသခေါ်မှကြောင်းဆိုတာလေရံလည်းဖြစ်ရောသခေါ်ပြန်ဖြစ်သွားတာပြောတာ
ဟုတ်ပြီလားချစ်ရင်ပြစ်မမြင်ဘူးမချစ်ရင်ပြစ်တွေပေါ်လာတာသူတော်ကောင်းတို့ဦးသိန်းတကားတယောက်ရှိတယ်မန္တလေးသူ့အိမ်သွားရင်တချိုတဲ့ချိုးတာသူမျိုးသမီးကနာမည်ကချိုးပါတယ်သုံးလုံးပါတယ်နှလုံးကိုမခုံချိုးပဲဘုန်းကြီးကြွလာရင်အနေနာကိုကြီးချိုးရေးဘုန်းကြီးကြွလာချိုးရေးဘုန်းကြီးထိုင်မှုခင့်စံဟာချိုးရေးဘုန်းကြီးရေကတ်ွယ်ချိုးရေးရေကတ်တက်တဲ့ဘာရှိတော့ထုံသားနာတချိုတဲ့ချိုးနာပါလားတကားကြီးအိမ်လာလိုက်ဩရှင်ဘုရားကလည်းဒီအိမ်ကချိုးပြီးကုန်ပြီးချိုးရှိကုန်ပြည့်စုံတာပဲအဲဒီလိုပြောတာဗျာနောက်တစ်ခါတော့သူတို့လည်းရံဖြစ်ထားတာတင်တယ်ချိုးစံမကြဘုန်းကြီးကြွလာတော့ခင့်ပေးလဲကိုယ်တိုင်ပဲရေလဲကိုယ်တိုင်ပဲတခါကြီးကလေဖြော်ရည်ဘူးကြီးဖောက်တယ်တော့ချိန်ကြဦးဇင်းကမနေနိုင်ဘူးမေးမိတာပေါ့တခါကြီးလို့ချိုးစံမကြပါလားအတန်နေသားမှာကိုတော်တဲ့အတန်ကြားတာနဲ့ရင်ကြက်လုံးလို့ပါတယ်ရံလဲဖြစ်ရောဒီချိုးကရင်ကြက်တဲ့သူကလေပြောကျင်တာကဘာလဲမေးရင်သူတော်ကောင်းနေချစ်ရင်ပြစ်မမြင်ဘူးမချစ်ရင်ပြစ်မြင်တယ်ပြောတာအခုလည်းပဲမင်းသား6ယောက်ထဲမှာတယောက်သောမင်းသားကကလေးမလေးကိုသွားပြီးတော့ချစ်နေတော့ဘေးကမင်းသားတွေကနှစ်ဖူးမောက်တယ်နှစ်ယောင်ကောက်တယ်ဖနှောက်တိုတယ်မျက်ထောက်နေတယ်အရေးမထွက်ဘူးဘလူးဖြစ်လောက်တယ်ဟာသူချစ်တဲ့လူဘလူးနဲ့တိုက်ရမလားလို့ဒေါသတွေထွက်လိုက်တာတားလို့ရလားကလေးမလေးခေါ်တဲ့နောက်လိုက်သွားတယ်ပြန်မလာလို့လိုက်ရှာတော့ခြေတော်နှစ်ချောင်းကြံတော့ပါစသွားတယ်ချစ်သားတဲ့ဟိုဘဝတုန်းကတခုပဲထိမ့်ပြီးကြံတာတွေမထိမ့်မဲ့ထားတဲ့အတွက်ကြောင့်မျက်လုံးကနေကိလေသာဝင်ပြီးတော့ချက်သားမင်းကဘလူးစားခံရဘူးတဲ့ဟုတ်ပြီလားတကယ်တော့ကိုယ့်ရဲ့စက္ခုပတာရနဲ့ရူပါယုံလှလှရူပါယုံကလည်းရုပ်ပဲစက္ခုပတာရကလည်းရုပ်ပဲဒီနှစ်ခုပေါင်းစုံလိုက်လို့မြင်စိတ်လေးဖြစ်လာတာပါလားမြင်စိတ်လေးမြင်တဲ့နေရာမှာမရက်နိုင်တော့အဲ့ဒီနောက်မှာလိုက်သွားလိုက်တော့မင်းတို့ကချစ်တယ်ကြိုက်တယ်ဖြစ်တာပေါ့ချစ်တာကြိုက်တာဖြစ်ပြီးဆိုတော့ဝိဇ္ဇာပြည့်စရာတဏှာဘာညာသွားတော့တာမလားနောက်ဆုံးဒုက္ခဒေါမနတာဥပါယာသလေအဲ့ဒီမှာသွားဆုံးတာပဲချက်သားတို့ဟာနောက်တနေ့ကျတော့ကလေးမလေးကလိုက်လာပြန်တယ်လိုက်လာလိုက်တာကမနေ့ကလို့ရုပ်ကလေးကိုပြင်လာတာမဟုတ်တချင်းလေးကြော်ကြော်နဲ့တယောက်သောမင်းသားကကောင်းလိုက်တဲ့တချင်းကောင်းလိုက်တဲ့အတန်ရန်ကောင်းမနေနဲ့မနေ့ကလည်းဒီအတန်ပဲမဟုတ်ပါဘူးမနေ့ကငါနားထောင်မဲ့ဒီအတန်မဟုတ်ဘူးဒီကောင်ကအတန်ကိုကြိုက်တာမျက်လုံးကိုထိမ့်ပြီးနားကိုဖွင့်ထားလိုက်တော့ဟိုကနားတွေဝင်တာကိလေသာကဟုတ်လားတားမရဘူးတဲ့သူလည်းခေါ်တဲ့နောက်ပါသွားပြန်မလာလိုက်ရှာတော့မင်းလည်းခြေတော့နှစ်ချောင်းကြံတာပဲဘလူးဆဆသွားတာပြောတာအဲ့တော့ချက်သားတို့ဟိုလွန်လေပြီးတဲ့ဘဝတစ်ခုမှာချက်သားတို့၅ပါးကတယောက်တစ်မျိုးစီထိမ့်လိုက်ကြတာကိုမထိမ့်တဲ့ဘက်ကနေလှဲ့ဝင်သွားတာနဲ့တင်ဒုက္ခတွေရောက်ဖူးတယ်အိမ်ကြီးတဲ့အိမ်မှာတကား6ပေါက်ရှိတယ်ဆိုကြစို့အခုလိုအေးတဲ့ကာလမှာအေးဒံကိုကာကွယ်ဖို့အတွက်တပေါက်ကိုပိတ်ပြီးတော့၅ပေါက်ဖွင့်ထားမယ်ဆိုရင်အေးဒံကာကွယ်ရရောက်ပါမလားတပေါက်တော့ကာကွယ်မယ်ပေါ့ဟုတ်လားအဲ့တော့အကုန်လုံးပိတ်မှသာလုံခြုံမယ်အကုန်လုံးပိတ်မှပိတ်တယ်နှွေးမယ်ဒီလိုမဟုတ်လားအခုလည်းပဲချက်သားတို့တဲ့ချက်သားတို့ကတပေါက်ဒီလက်ပြီးတော့ပိတ်လိုက်တော့ကိုမပိတ်တဲ့ဘက်ကနေဝင်လာပြီးကိလေသာတွေဝင်ပြီးနှောက်ရက်လို့ပျက်စီးခဲ့ဘူးပြီဆိုပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာပြောပြအဲ့ဒီဘဝမှာငါကတော့ကိုအကုန်လုံးထိမ့်ပြီးတော့လာလိုက်တော့တိုင်းပြည်လည်းပြန်ရောက်ရောငါမင်းဖြစ်တယ်ကွာဘလူးစားမခံရဘူးအဲ့တော့ချက်သားတို့အခုဘဝမှာကိလေသာအနှောင်ဖွဲ့ကလွတ်ကျင်တဲ့ဒုက္ခခတ်သိမ်းငြိမ်းကျင်တဲ့ဆိုရင်မျက်စိထိမ့်တဲ့ပုဂ္ဂိုလ်ကလည်းကောင်းတယ်မထိမ့်တာနဲ့ဆိုင်ရင်တော့ကောင်းတယ်ဟုတ်ပြီလားဒါပေမဲ့ကြံတဲ့ဘက်ကဘာတွေဝင်အောင်ပါလဲကိလေသာတွေဝင်အောင်ပါနားကိုထိမ့်တဲ့ပုဂ္ဂိုလ်လည်းမကောင်းဘူးမပြောဘူးကောင်းတယ်မထိမ့်တာနဲ့ဆိုင်ရင်တော့ကောင်းတယ်ဒါပေမဲ့လို့ကြံတဲ့ဟာတွေကဝင်လာနိုင်သေးတဲ့အတွက်ဒါကြောင့်ဒုက္ခအလုံးကငြိမ့်ရင်နေဆိုရင်တော့ဒီဓွာရာအလုံးကိုထိမ့်ညာမြတ်စွာဘုရားကဟုတ်ပြီလားသကုနာတံဝရောသာဓုသာဓုသောတေနတံဝရောကာနေနတံဝရောသာဓုသာဓုဇိန်ဝါယတံဝရောကာယေနတံဝရောသာဓုသာဓုဝါစာယတံဝရောမနတတံဝရောသာဓုသာဓုသဗ္ဗထသံဥတောသဗ္ဗထသံဥတောဘေကုသဗ္ဗဒုက္ခပမုဇ္ဇတိသကုဏသံဝရောသာဓုမျက်စိကိုထိမ့်နိုင်ရင်ကောင်းတယ်သောတေနသံဝရောသာဓုနာကိုထိမ့်နိုင်ရင်ကောင်းတယ်ဂာနေနသံဝရောသာဓုနှာခေါင်းကိုထိမ့်နိုင်ရင်ကောင်းတယ်
ဇိဝါယသံဝရောသာဓုရှာကိုထိနိုင်ရင်ကောင်းတယ်ကာယေနသံဝရောသာဓုခန္ဓာကိုထိနိုင်ရင်လည်းကောင်းတယ်ဝါစာယသံဝရောသာဓုပါဇက်ကိုထိနိုင်ရင်ကောင်းတယ်မနတသံဝရောသာဓုစိတ်ကိုထိနိုင်ရင်ကောင်းတယ်သဗ္ဗတသံဥဒောသာဓုတဲ့ချက်သားယဟန်တို့အကုန်လုံးထိနိုင်ရင်အဖို့ကောင်းပါတယ်သဗ္ဗတသံဥဒောဘိက္ခုအကုန်လုံးထိနိုင်တဲ့ယဟန်မျိုးကမှသဗ္ဗဒုက္ခခတ်သိမ်းတို့ကပမုဇ္ဇတိလွတ်မြောက်နိုင်တယ်ရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဖျားရှင်ကိုတော်မြတ်ကဒေသေတိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းဒုက္ခခတ်သိမ်းကလွတ်ငြိမ်းခြင်းနဲ့ဆိုရင်ချက်သားရန်တို့အကုန်လုံးကိုထိန်းကြပါတဲ့သဗ္ဗတသံဥဒောဘိက္ခုမြတ်စွာဘုရားဒီတရားကိုဟောအဲ့ဒီတရားလည်းဟောလိုက်ရောဂါထာဆုံးဒေသနာဆုံးတော့ယဟန်အားလုံးဟာသောတာပန်တည်ကြတယ်ပါတည်သွားကြတယ်ဘာကိုထိန်းလို့လဲအကုန်လုံးထိန်းလို့ဟုတ်ပြီလားသာတော်တော်ကောင်းတို့အားလုံးလဲဒုက္ခအားလုံးကလွတ်ခြင်းနဲ့ဆိုရင်ဘာကိုထိန်းရမလဲအကုန်လုံးထိန်းရသာဓု9ပါးပေါ့ဟုတ်ပြီလားဖယားဟောတာနဲ့ပေါင်းရင်ဘယ်နှပါလဲ10ပါး10ပါးသလုံးထိန်းနိုင်ရင်တော့အကောင်းဆုံးပဲလို့ဒီလိုနားလည်ကြပါဗျာဟုတ်ပြီလားအေးအဲကြောင့်မို့ဒီတရားဒေသနာတော်ကိုနာကြားပြီးတော့မှမျက်စိကိုထိန်းနားကိုထိန်းနှာခေါင်းကိုထိန်းပါးစပ်ကိုထိန်းရမယ့်အရာအားလုံးထိန်းပြီးတော့မှဒုက္ခအားလုံးလွတ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုခြေတက်နိုင်တဲ့သူတော်ကောင်းများဖြစ်ရောက်နိုင်တဲ့သူတော်ကောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲသာဓု10ပါးတရားဒီမှာတင်ပဲဒေသနာဏိဂုံကပ္ပဖုံးကြပါစို့ဤမန္ဓမ္မဒေသနာဤတရားဒေသနာတော်ကိုသုတ်တော်ဝါနာကြားနာရပြီးတော့မှတုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္သူတော်ကောင်းပေါင်းတို့မှာဒုံမဲ့ကံလမ်းမနီမခရီးမကိုဝိဝစစ်တော်ဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမဲ့ကံလမ်းမနီမခရီးမှန်ကိုဥဆုံးဖြောင်းမြောက်မမရန်တူကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်သတည်း